ညာဝဲတွေ့ကြုံလာဆုံးလာကြတော့ရင်ထဲဝင်သေးတယ်ဆိုရဲဒီအောင်လာရဲ့ပါပြီကျွန်တော်အနေနဲ့ဘုရားပေလာချူအောင်ပါပြီမနစ်ကသိရတာစုံတွေ့ရတဲ့မမျိုးသူကြီးရဲ့ကျွန်တော်ဒီနေ့ဝင်တဲ့မှာစင်မဲ့ဆွဲကြည့်ပြီးတော့မှာတော့လက်ကြီးလာလို့သင်မလာဒီကြရပါလေဗျာမမျိုးသူကြီးရဲ့ဒီနေ့တော့မနစ်ကပညာဝဲတွေ့ကြုံတာဆုံးလာကြတော့ရင်ထဲဝင်သေးတယ်ဆွဲမမျိုးသူကြီးရဲ့ဒီနေ့တော့မနစ်ကပညာဝဲတွေ့ကြုံတာဆုံးလာကြတော့ရင်ထဲဝင်သေးတယ်ဆွဲဒီအောင်လာရဲ့ပါရီကျွန်တော်အမြင်ဝဲဘုရားဒေလာချီအောင်ပါပြီပြောချင်းချင်းဒီကြောင့်ဘုရားသူကဆိုရင်ဒီတော်ရဲ့ဘက်ကပြန်သာဆန်းချင်းစိတ်ပဲဒီကရဲ့ဘုရားလေးနဲ့ဒီကြတဲ့ဒီရလုံးတဲ့ဝိနည်းရဲ့ရဲ့စိတ်ရှိတယ်တော့တော်ပြီဝိဒီဘူဒီဘူဒါဝဲသုတိကကိုဒီကတဲ့လိုက်ပါတော့ဒီအောင်လာရဲ့ပါရီ